ကရင်အင်ဂျီလေးတွေနော်ဒီမှာရှုပ်ရှက်ခနေတာပဲမရှင်းအောင်ဒါလေးတွေကြတော့ဟိုစားလေးစုံတွဲပေါ့နော်ကြားမတစ်စုံက80ပဲနော်ကြားမတစ်စုံမှ80ပဲဒီမှာဒါကစုံတွဲလေးတွေနော်အရန်တန်တယ်နော်ဒါကတော့မင်းကလေးဝတ်ကောင်းဝင်တယ်နော်မင်းကလေးဝတ်ကောင်းဝင်လေးတွေဒီမှာနော်မင်းကလေးဝတ်ကောင်းဝင်လေးတွေကဒီမှာရှိပါတယ်ဒါကရကြလေးဟိုစား site 22ရက် site 18လေးတွေအောင်မှာအဲ့ဒါကြတော့ site 20 လေးတွေပေါ့နော်ပြီးတော့အောက်ကဟာကြတော့ site 26ရကြလေးပေါင်180ထိကိုလို့ရတဲ့ဟာလေးတွေဒါလေးတွေကြတော့ site 24 26ဒါကအကုန်လုံးက24တွေပဲဖြစ်မယ်နော်24တွေဟုတ်ပါမအဲ့ဒါက site ကြီးဟုတ်ပဲဒါက site ကြီးရင်ခွဲလေးတွေဒါတွေလည်း24တွေပေါ့နော်တကယ်လို့ကိုကြိုက်တဲ့အယောင်ကိုတွေ့လို့ရှိအစင်လေးတွေတွေ့လို့ရှိရင်မာယူလို့ရနော်မလေးရှား KM မှာပဲရှိတယ် KM နာနီတော့ဝိုက်ဆိုရင်ဒီအဆိုင်မှာလာကြည့်လို့ရတာပေါ့အိမ်မှာလာကြည့်လို့ရတယ်တင်းငင်းငင်းပတ်တိုင်းဖွင့်တယ်ပေါ့နော်အယောင်လေးတွေကိုကြိုက်လို့ရှိရင်ဒီမှာနော်ဒါလေးတွေကျတော့ပစိုးတွေပေါ့နော်ပစိုးတွေအောက်မှာကျတော့အင်ဂျီလေးတွေဒီမှာရှောက်တူးထွေးလိုက်တာဒီမှာနော်ပြည့်ဒီပဲဟာကြတော့ဒါကတော့အကုန်လုံး1 set လေးတွေ1 set တွေအများကြီးပဲမရှင်းအောင်တော့ကြာဘလောက်ပဲရှင်းဝယ်သူတွေလာပြီဆိုရင်လေရှုပ်ရှက်ခတ်နေတာပဲအဲ့ဒါနဲ့ဒီလိုပဲပြန်ထည့်လိုက်ရတယ်တကယ်လို့အကုန်လုံးကအလှတွေပဲတလားမလှတာမရှိဘူးအကုန်လှတယ်ဒီအပေါ်မှာကျတော့ယောက်ျားလေးတွေလည်းဒီမှာရှိသေးတယ်နော်ဒီမှာကြိုတွေထဲမှာလည်းရှိသေးတယ်မထုတ်အားသေးဘူးဒီမှာနော်ကြိုဟိုမှာကျတော့အဲ့ဒါကျတော့ကောင်းစုလေးတွေဒီမှာကျတော့ဟိုစားကောင်လေးတွေပေါ့နော်ကောင်လေးတွေကျတော့အမျိုးမျိုးတော့ရှိတယ်ဒီမှာနော်ဒီမှာဟိုစားလက်ရက်ထဲလေးဒီလက်ရက်ထဲယောက်ျားလေးလက်ရက်ထဲလေးလည်းရှိရနော်ဒီမှာဒါလေးကျတော့အိတ်လေးတွေပေါ့နော်အိတ်လေးတွေအဲ့ဒါဘယ်သူအိတ်လဲဟာအဲ့ဒါဖုန်ကြီးအိတ်အဲ့ဒါလေးတွေကျတော့မင်းကလေးအိတ်ဒါလေးကျတော့ယောက်ျားလေးအိတ်လေးတွေပေါ့နော်အဲ့ဒါဒီနေ့လာရှင်းမှအိတ်လေးတွေထွက်လာတယ်မဟုတ်အိတ်တရားတွေသူများမင်းလို့ရှိရင်မသိဘူးအလံတွေလည်းရှိတယ်အဲ့ဒီမှာအလံတွေအပုံလိုက်ရှိတယ် blanket နဲ့ကွယ်နာဒီဘက်မှာလည်းမရှင်းရသေးဘူးကြာသူများကိုပြတ်ပြီးလို့ရှိရင်ဒီလိုပဲခါပြီးတော့တင်ထားတဲ့အမွေးတွေအပြင်ရောက်တယ်နော်ဒီမှာအများကြီးပဲဒီကြွအိတ်ထဲမှာလည်းရှိသေးတယ်အဲ့ဒီကြွအိတ်ထဲမှာလည်းမထောက်ရသေးတဲ့ဟာတွေပေါ့နော်ဒီပုံထဲမှာကျတော့လက်ရက်ထဲတွေပေါ့နော်1 set တွေရှိတယ် okay